ကျွန်တော်တော့ဒေါက်တာအောင်စုံမင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခုဒီ2026တက္ကသိုလ်ဝင်စာမေးပွဲဖြည့်ဆို့ဖို့ကလေတလားကျော်လောက်ပဲကြာမှာတော့တယ်ဆိုတော့တချို့လဲစာတွေအားလုံးပိုင်နေကြတော့ပါပြီတချို့ကလည်းအောင်မရဖို့အတွက်မနေလုံးမနေရတဲ့အနေအထားမျိုးရောက်နေတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပုံမှန်ကတော့ physics မှာ chapter 73ခန်းရှိပါတယ်73ခန်းကိုအားလုံးသင်ရမှာပါဆရာမတွေရောကျောင်းသားကျောင်းသူတွေရောအားလုံး chapter 73ခန်းလုံးကိုလေ့လာသင်ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအချိန်ကအရန်ကိုနီးကပ်နေတာဖြစ်တဲ့အတွက်တလားကျော်လောက်ပဲကျွန်တော်တာဖြစ်လို့အရေးပေါ် chapter တွေဘယ်ခန်းကြီးကြည့်ရမလဲဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ပုံမှန်တနေ့စာပုံမှန်တင်သွားမယ်ဥမာချိန်9လလောက်6လလောက်နေထားပြီးရောက်ရင်တောင်မှကျွန်တော်တို့ကအခန်းပြည့်တင်ရမှာဖြစ်ပါတယ်ဒါပေမဲ့အခုတော့တလားကျော်အတွင်းမို့လို့ရေးပေါ်အနေနဲ့ကြံပြီးမှဖြစ်ပါတယ်အဲ့တော့ chapter 73ခန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေတွေ့ရလဲဆိုတော့ chapter 1ကနေပြီးတော့ chapter 8ထိကရှေ့ပိုင်းလို့သတ်မှတ်ပါမယ်စာ chapter မှာစာပါဝင်မှုနေတယ်ပေါ့နော်အခန်းသေးတယ်ဒီမှာပါတယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်နောက်က90 17 12 13ဆိုတာကကျတော့ဒီနေ့အခန်းစာများတယ်ပေါ့နော်အဲ့လိုအပိုင်းတွေပါတာရှိပါတယ်ဒါပေမဲ့လည်းအောင်မက်က40ဆိုတော့ကျွန်တော်စဉ်းစားမိတာကတခန်းကိုအနည်းဆုံး10မှတ်နဲ့10မှတ်အထက်ရမယ်၄ခန်းကိုကြည့်မယ်ဆိုရင်အောင်မလောက်ရနိုင်တယ်ဆိုပြီးတော့ကျွန်တော်တပည့်တွေအားလုံးကိုကျွန်တော်ပြောထားပါတယ်နေပြီးတော့တပည့်တွေရောဒီ online မှာတင်တဲ့တပည့်တွေရောအားလုံးကိုအောင်မဖို့အတွက်အရေးပေါ်ဖြစ်ဖို့ကျွန်တော်ပြောထားပါတယ်အလားတူပဲတခြားတနိုင်ငံလုံးမှာရှိတဲ့အကြောင်းသားအကြောင်းသူတွေလည်းကြိုးစားဖို့ချိန်နောက်ဆုံးချိန်ပေါ့နော်ကြိုးစားလို့ရအောင်ဆိုပြီးတော့ကျွန်တော်ပြောပြခြင်းတဲ့အတွက်အခုလိုမျိုး line ပေါ်တက်လာတယ်ဖြစ်ပါတယ်အဲ့တော့ဘယ်ခန်းတွေကိုကြည့်ရမလဲလို့ဆိုတဲ့အခါမှာကျွန်တော်အနေနဲ့ရှေ့ပိုင်းကိုစဉ်းစားမယ်ဆိုလို့ရှိရင် chapter 1 to 8ထဲမှာကျွန်တော်အကြိုက်ဆုံးတစ်ခန်းရှိပါတယ်အကြိုက်ဆုံးတစ်ခန်းရှိပါတယ်အဲ့အကြိုက်ဆုံးတစ်ခန်းဘာလဲဆို chapter 4ပါနော် chapter 4ပါအဲ့တော့ chapter 4ကဘာလဲဆို source of energy and environmental impact ဆိုတဲ့အပိုင်းပါကျွန်တော်ဘာလို့ဒီ chapter ကိုကြိုက်တယ်လို့ပြောရလဲဆိုတော့နံပါတ်1ချက်တက္ကသိုလ်ရောက်လာပြီဆိုလို့ရှိရင် first year မှာ chapter 1အနေနဲ့ဒီကျွန်တော်တို့ renewable energy ကိုအကြောင်းကိုသင်ရမှာဖြစ်ပါတယ်အဲ့တော့တက္ကသိုလ်မှာဆက်သင်ရမယ်ဘာသာရပ်အခန်းဖြစ်နေတဲ့အတွက်ဒီခန်းကအရင်ကိုအရေးကြီးပါတယ်ပြောချင်ပါတယ်နောက်တစ်ချက်ကတော့ဒီ chapter 4ကတခြားအခန်းတွေနဲ့စာမယ်ဆိုရင်အနည်းဆုံးနဲ့အများဆုံးပေါ့နော်10မှတ်ဖို့ပါနိုင်ပါတယ်10မှတ်ဖို့ပါပါဒါတွေကိုကျွန်တော်ကဘာကိုကြည့်ပြီးပြောလဲဆိုတော့ဒီ2024 2025ဆာမိုဝယ်မျိုးဟောင်းတွေကြည့်လို့ရပါတယ်ဒါတနိုင်ငံလုံးလဲစာအုပ်တွေရှိနေကြမှာပါကြည့်လို့ရပါတယ်အဲ့မိကုန်းတွေကိုကြည့်ချင်ရပြီ chapter 4ဒီ10မှတ်ဖို့အပြည့်ပါပါမယ်ဆိုတော့ရှေ့ပိုင်းလည်းဖြစ်တယ်စာလည်းအဲ့လောက်မများဘူးစက်စာတွေပဲများမယ်ဆိုလို့ရှိရင်ဒါတစ်ပတ်အတွင်းကျက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဖေဖော်ဝါရီတစ်လမှာ4ပတ်ရှိမယ်တစ်ပတ်ကိုတစ်ခန်းပြအောင်လို့4ပတ်ဆိုရင်4ခန်းအဲ့4ခန်းကြည့်လို့ရှိရင်စာမေးပွဲမှာအောင်သွားနိုင်ပါတယ်အဲ့ဒီရွေးချက်ကြောင့်ကျွန်တော် physics နဲ့ကြာတာမျိုးကိုကျွန်တော်မဖြစ်စေချင်လို့အခုလိုမျိုးတင်ပြရခြင်းဖြစ်ပါတယ်အဲ့တော့ chapter 4ကဘာတွေမြင်ပါလဲဆိုတော့ session A မှာဆိုလို့ရှိရင် true or false မှာတပုတ်လာပါမယ် collection မှာတပုတ်လာပါမယ် multiple choice မှာတပုတ်လာပါအဲ့တော့အဲ့ဒီမှာ3မှတ်လာပါပြီးတော့ session B မှာဘယ်နှမှတ်ဖို့လာမလဲဆိုတော့9မှတ်ဖို့လာပါမယ် session B ဒါဆိုရင်ကျွန်တော်တို့10မှတ်ဖို့ရပါ
အဲ့တော့ကျွန်တော်တို့ကနိုင်ရှင်တဲ့အခါမှာဥပမာ chapter 1 chapter 2ဥပမာ2နဲ့4နဲ့စာမယ်ဆိုလို့ရှိရင် chapter 2ကစာနေတာမှန်တယ်ဒါပေမဲ့ chapter 2ရဲ့အမှတ်ပြီးပါဝင်လုံးနဲ့ chapter 4ရဲ့ပါဝင်လုံးနဲ့အရင်ကကွာခြားတယ်ကျို့မိကုန်းနေမှာဆို chapter 2ကတော်တော်နေတာကိုတွေ့ရတယ်ဆိုတော့chapter 4ကိုတော့ကျွန်တော်ဦးစားပေးပြီးတော့ကြည့်စီခြင်းနဲ့ချက်တစ်ချက်ရှိပါတယ်နောက်တစ်ချက်လည်းရှိပါတယ်အဲ့ဒါကတော့နောက်မှကျွန်တော်ပြောပြပါမယ်အဲ့တော့ chapter 4မှာကလှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်စာရီရများတယ်ပေါ့ကြက်ရတာအရန်ခက်ခဲနေတယ်ပေါ့နော်ဒီလိုထင်ရတာတကယ်တော့အဲ့ဒါတွေကမခက်ခဲပါဘူးကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင်တော့အပိုင်းပိုင်းနဲ့ကျွန်တော်ခွဲပြမယ် renewable energy နဲ့ non renewable energy ဆိုတာနှစ်ပိုင်းပဲရှိပါတယ်နှစ်ပိုင်းပဲရှိတယ်အဲ့တော့ non renewable energy မှာပါလဲဆိုတော့fossil fuel ဆိုရုပ်ကြွင်းလောင်စာအပိုင်းတွေပေါ့အဓိကအဲ့ဒီမှာပါတဲ့ဟာတွေကိုရုပ်ကြွင်းလောင်စာမှာပါဝင်တဲ့ဟာတွေဘာညာဆိုတော့အဲ့ဒါလေးကြက်လို့ရတယ်ပြီးတော့nuclear ဘိုင်းဆိုလို့ရှိရင် nuclear energy ဆိုလို့ရှိရင်ဒါ non renewable မှာပါတာပဲဒါလည်းသူကြက်စီကနည်းနည်းလေးပဲဆိုတော့ကြက်ရမှာတော့မဟုတ်မှတ်ထားမှာဖတ်ပြီးမှတ်ထားရမယ်တမတ်တန်လို့ဟာမျိုးမှာမေးမယ်သူ့မှာအတွက်ပု္ပ္ပစာတော့ရှိတာမဟုတ်ဘူးအဲ့တော့အတွက်ပု္ပ္ပစာကဘာတွေရှိမှလဲဆိုတော့ကျွန်တော်တို့ကဆိုလာရှိဆိုဆိုနေစွမ်းရင်လည်းတွက်တဲ့ပု္ပ္ပစာရှိပြီးရင်လေစွမ်းရင်လည်းတွက်တဲ့ပု္ပ္ပစာရှိမယ်ပြီးရင်ရေစွမ်းရင်လည်းတွက်တဲ့ပု္ပ္ပစာရှိမယ်အဲ့ဒီ၃မျိုးပဲပါတွက်ပု္ပ္ပစာဒါကြောင့်မို့chapter ကိုခွဲလိုက်မယ်ဆိုရင်အရင်ကြီးခင်းတာမရှိပါဘူးအဲ့တော့ကျက်စာနေနေရလဲဘာတွေရှိမလဲဆိုတော့အဲ့ဒီ renewable ထဲမှာနေစွမ်းရင်လေစွမ်းရင်ရေစွမ်းရင်အဲ့ဒီအရာတွေကျက်မယ်ပြီးလို့ရှိရင်နောက် geothermal energy တို့ဒါလေးတွေက definition တူတူလေးတွေပဲရှိတာလေ geothermal energy ရှိမယ်ပြီးရင်ဘာတွေရှိမလဲဆိုတော့ biomass ရှိမယ်biomass energy sources တွေရှိမယ်ဒါလေးတွေပဲကြည့်ရမှာလေကြည့်ရမယ့်အပိုင်းကအရင်ကြီးများပြီးခက်ခဲနေတာမဟုတ်ဘူးနော် geothermal energy ရှိမယ်ပြီးရင်ဘာရှိမယ်tidal energy ရှိမယ် wave energy ရှိမယ်ပြီးရင်ocean thermal energy ရှိမယ်ဒါမျိုးတွေရှိမှာအဲ့တော့ဒီအပိုင်းလေးတွေကိုပဲစာကြောင်းလေးတွေတူတူလေးတွေကိုပဲလိုက်ပြီးတော့ကြက်သွားဖတ်သွားရမယ်ဆိုလို့ရှိရင်ဒါစာမွေးမှာအရင်ကခက်ခဲတဲ့ကိစ္စမဟုတ်ဘူးဆိုတော့ဒီတပတ်အတွင်းကိုကြက်စာတွေကိုကောင်းကောင်းကြက်ပြီးတော့ကောင်းကောင်းတွက်နိုင်တဲ့အတွက်ကျွန်တော်ကတော့ဒီ chapter 4က10မှတ်ရနိုင်တာဖြစ်လို့မို့ဒီပထမပတ်အနေနဲ့ပထမအောင်ဆုံး project အနေနဲ့ first week မှာဒီ chapter 4ကိုအားလုံးရအောင်ကြည့်ကြပါလို့ကျွန်တော်အကြံပေးခြင်းပါတယ်